ကျွန်တော်ရဲ့တောက်ကြသားသမီးချင်းမိတ်ဆွေအားလုံးမင်္ဂလာပါနော်ကျွန်တော်ကတော့ယူတော်မင်္ဂလာချမ်းမှာဆရာနောင်ပဲဖြစ်ပါတယ်ဒီတော့ကျွန်တော်ရဲ့ချင်းမိတ်ဆွေတောက်ကြသားသမီးတွေကိုတပတ်စာဟောစတန်ဖတ်ကြားပေးမှာဖြစ်ပါတယ်နော်ဒီတော့ယခုကြည့်ရှုတဲ့ထဲမှာကျွန်တော်ရဲ့ချင်းမိတ်ဆွေတောက်ကြသားသမီးများပါရှိခဲ့တယ်ဆိုရင်တော့ကျွန်တော်ရဲ့ TikTok အကောင့်လေးကိုအပေါင်းလေးနှစ်အသေးလေးပေးပြီးတော့မှန်လေးတွေကိုလို့ရဖို့ဝင်မှန်းခဲ့ကြပါဦးနော်ဒီတပတ်ကာလမှာကျွန်တော်ချင်းမစီတောက်ကြသားသမီးတွေကဘလို့ကံကြမ္မာတွေကြုံတွေ့နိုင်လဲဆိုရင်လူမှုရေးပိုင်းမှာတော့လူမှုရေးအထင်လွဲခံတတ်ပါတယ်နော်အပေါင်းအသင်းပေါင်းရင်ဒီတပတ်တာမှာအပေါင်းအသင်းနော်အဖွဲ့အစည်းဒီလူခါတွေကိုသတိထားပြီးတော့လှုပ်ဆောင်သင့်ပါတယ်ကိုအဆွဆွဲခံတတ်ပါတယ်နော်ကိုအထင်ဆောင်ခံတတ်ပါတယ်အဆွဆွဲခံတတ်ဒီတပတ်တာမှာလူမှုရေးပိုင်းနဲ့ပတ်သက်ရင်တော့တောက်ကြသားသမီးတွေကသတိထားပြီးတော့နေထိုင်သင့်ပါတယ်တရားနော်စီးပွားရေးနဲ့အလုပ်ကိုင်မှာတော့ကိုမလုပ်ချင်တဲ့အလုပ်တွေကိုလုပ်ကိုင်နေရခြင်းနော်ကိုစိတ်မပါတော့အလုပ်တွေလုပ်ကိုင်နေရခြင်းစိတ်မပါလက်မပါတွေနဲ့ဒီတပတ်တာကတော့စိတ်ပင်ပန်းလူပင်ပန်းဖြစ်နေမဲ့တပတ်တာပါတောက်ကြသားသမီးရယ်နော်တိတ်တော့ဒီတပတ်တာမှာလက်လန်းဆန်းတော့တိတ်ရှိမှမဟုတ်ဘူးတရားနော်ငွေကြေးပိုင်းနဲ့ပတ်သက်ရင်တော့ရရရှိရတယ်ရနိုင်တယ်ဒါပေမဲ့ကိုယ့်မှာလည်းကုန်ရရှိရတယ်ရတော့စက်တိုက်ကုန်နေနိုင်ပါတယ်နော်ဝင်ငွေနဲ့ထွက်ငွေနဲ့တော့မညီဘူးလို့တော့ပြောလို့ရပါတယ်နော်ဒီတစ်ပတ်တာမှာတောက်ကြသားပြီးချင်းမွေးစီတယ်ဝင်ငွေနဲ့ထွက်ငွေနဲ့မညီတာကိုတော့တွေ့ရပါတယ်တဲ့နော်ဒီတစ်ပတ်တာမှာတောက်ကြသားပြီးချင်းမွေးစီတွေဒီခရီးကံမကောင်းသေးပါဘူးနော်ပညာရေးကံတွေလည်းအနေငယ်ညံ့နေပါတယ်ဒီဘက်ကြောင့်အင်တာဗျူးကိစ္စတွေဘာသာရေးထေဆိုရင်ကိစ္စတွေမှာတတိထားပြီးတော့လှုပ်ဆောင်သင့်ပါတယ်နော်ခရီးတွေမသွားသင့်သေးပါဘူးနော်ဒီတစ်ပတ်တာကြော်လွန်သွားမှာလားခရီးတွေသွားသင့်ပါတယ်ကျမရဲ့အနေနဲ့တော့အေးပတ်ခြင်းနှာစေးခြင်းနော်ခြေလောက်တွေအကျော်တက်ခြင်းထုံခြင်းကြိုက်ခဲခြင်းဒီလိုယောဂတွေခံစားတတ်ပါတယ်အနေငယ်နဲ့လာထည့်ပါတယ်နော်စိုးရင်စရာတော့မရှိပါဘူးအတိကတော့အကျော်ယောဂခံစားတတ်ပါတယ်နော်တောက်ကြသားသမီးချင်းမျိုးဆိုနေအထူးသတိထားသင့်ပါတယ်အခြေမှလည်းတောက်ကြသားမျိုးချင်းမိတ်ဆွေတွေကကိုထင်ထားသလောက်ကိုညှို့နှင်းထားသလောက်ထစ်မလာတတ်သေးပါဘူးကြာနော်ကိုရဲ့ချစ်သူခင်သူကြီးကအဆက်အသွယ်မရတာတွေနော်အဆက်အသွယ်တက်နေတာတွေဒီလိုကိစ္စတွေကြုံရတတ်ပါတယ်နော်ဒီတက်ကြောင့်အဆက်အသွယ်ရခြင်းတော့ဒီတပတ်တာကြော်လွန်မှသာတည်တည်ချာချာအောင်စိုက်ပြီးတော့လှုပ်ဆောင်သင့်ပါတယ်တဲ့နော်ဒီတပတ်တာအတွင်းမှာတော့ကိုချစ်သူနဲ့ဝေးနေရတတ်ပါတယ်အဆက်အသွယ်တက်တောက်နေတတ်ပါတယ်တဲ့နော်အိမ်တော်နဲ့ပတ်သက်ရင်တော့ကိုယ်အိမ်တော်ဘက်ကိုအကြောင်းပြုပြီးတော့စိတ်ချမ်းသာစရာပျော်ရွှင်စရာတွေကြုံတွေ့ရတတ်ပါတယ်လက်ဆောင်ကောင်းတွေရရှိတတ်ပါတယ်အိမ်တော်ဘက်ကိုအကြောင်းပြုပြီးတော့ငွေကြေးအထောက်ပံ့အကူအညီကောင်းတွေကောင်းစွာရရှိနိုင်ပါတယ်ဒီတပတ်တာမှာနော်ဒီတပတ်တာလုံးမှာကံရဲ့အညက်ခတ်တွေတီးတောက်ပြီးကောင်းကျိုးလိုရန်ဆန္ဒရရှိစေရန်အရေးကြီးသောလုပ်ငန်းဆောင်တွေလှုပ်ဆောင်ရန်ဝတ်ဆင်တဲ့အကြောင်းတွေကတော့အနက်ရောင်ပေါ်မှာအထီအောင်အစင်းအကြားအပွင့်ခတ်တွေပါရှိတော့ဒီလိုအဝတ်စားတွေဝတ်ဆင်သုံးဆွဲပြီးတော့ကံကောင်းခြင်းအထောက်ပံ့တွေကိုရယူနိုင်ပါတယ်ရေရာအနေနဲ့ကတော့ကိုယ့်ရဲ့ဘာကြီးဦးလေးဒီလိုနာမကျန်းထင်းနေတဲ့လူတွေနော်ယောက်ျားသားကြီးတဦးတယောက်နာမကျန်းထင်းနေတဲ့ကြားရင်စေဝါနဲ့တွားရောက်လှူဒန်းခြင်းမုံတရေစာနဲ့တွားရောက်လှူဒန်းခြင်းဖြင့်တပတ်တာလုံးရဲ့အညံ့ခတ်တွေကိုကောင်းသွားအောင်ဆူတောင်းနိုင်ပါတယ်เนาะဒီတော့ကိုယ့်ရဲ့ဘာကြီးဦးလေးဒီလိုလူတွေမှုံပဲစရာသွားပြီးလှူဒန်းလိုက်ပါကံရဲ့အညံ့ခတ်တွေအားလုံးတည်တော့သွားနိုင်ပါတယ်เนาะတပတ်တာလုံးမှာအကျိုးပေးကဏ္ဍကတော့1-5ခုကဏ္ဍနဲ့အကျိုးပေးတယ်เนาะတောက်ကြသားတွေ1-5ခုကဏ္ဍနဲ့အကျိုးပေးပါတယ်ဉာဏ်ရှိသလိုသုံးဆွဲနိုင်ပါတယ်ဒီတပတ်တာလုံးမှာကံရဲ့အညံ့ခတ်တွေအားလုံးတည်တော့ပြီးကောင်းကျိုးလိုရဆန္ဒတွေကောင်းစွာရရှိနိုင်ပါစေနေ့ရက်တိုင်းမှာလည်းစိတ်ချမ်းသာစရာတွေပဲဇက်တိုက်ကြုံတွေ့နိုင်ပါစေလို့ကျွန်တော်ဆရာတော်မှာဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်